မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ညီရဲ့တချင်းအစ်စ်လေးထွက်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဦးပြပြကားထဲမှာထောက်ခဲ့ပါတယ်တချင်းလေးကအရန်ကောင်းလို့ကျွန်တော်တူတူလိုက်ပြီးတော့ထောက်ကြည့်ပါအောင်နော်အခုသူကရှမ်းပြည်ကိုသွားပြီးတော့ MTV လေးရိုက်နေပြီဆိုတော့သူချင်းလေးထွက်လာရင်လေအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာDon't mind no sad me. I took it down on me, young and true. Down on me, you're in the time. Now so dear, me will try, say goodbye at time. It's a night thing, but don't take it. တချင်းလေးရဲ့နာမည်ကမင်းနဲ့ဆိုရင်လို့အမည်ရပါတယ်ကျွန်တော်ကတော့အချင်းလေးကိုအရင်ကြိုက်လို့ကားထဲမှာတစ်ချိန်လုံးထောက်ပြီးတော့တချင်းလုံးလိုက်ဆိုနေရပါတော့အဲ့ဒါကြောင့်တချင်းလေးထွက်လာလို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့အရင်ချစ်ရတဲ့ခွေးလေးတွေဖြစ်ပါတယ်သူတို့ကလေအိမ်မှာခေါင်းဖို့နေကောင်းစားရတယ်ဆိုရင်ပဲကျွန်တော်တို့အိမ်ကတယောက်မှမအားကြတော့အချစ်ကိုမခံရဘူးပေါ့နော်အဲ့ဒါကြောင့်တယောက်ကလာပြီဆိုလို့ရှိရင်သူတို့ကအရင်ချစ်ပြတာပဲကျွန်တော်တို့ကိုသူတို့ကဘလောက်ချစ်ကြောင်းပေါ့နော်သူတို့ကပြတာဖြစ်ပါတယ်ကျွန်တော်တို့ကလည်းသူတို့ကိုအရင်ချစ်တာပေါ့နော်အချိန်မရှိလို့ဒါကျွန်တော်တို့ကသူတို့ကိုအချိန်မပေးနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုရီအိမ်မှာအဲ့လိုမျိုးတိလေးတွေတိလိษံလေးတွေရှိရသလိုရှိရင်အချိန်ပေးပြီးတော့ချစ်ပေးပါလို့အကြံပေးချင်ပါတယ်ခင်ဗျာသူတို့လေးတွေကသူတို့ကိုမချစ်ဘူးဆိုရင်တအားခံစားရတာပေါ့နော်အဲ့ဒါကျွန်တော်ကတော့ကြုံရင်ကြုံသလိုအချိန်ပေးပြပါတယ်ကျွန်တော်အိမ်မှာခွေးလေးက6កောင်ရှိရပါတော့ဒါပေမဲ့တစ်ကောင်သေးသွားလို့အခု9កောင်ပဲကျွန်တော်ကဖြစ်ပါတယ်ကဲခွေးလေးတွေလည်းအချိန်ပေးပြီးသွားပြီဆိုတော့တမင်းစားပါမယ်ငါးငပိချက်ကဲဖျုံသီးမွေရဲ့အဲပေါပဲပြားကြော်လေးနဲ့တမင်းစားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တူတူလိုက်ပြီးတော့တမင်းစားပါအောင်ခင်ဗျာ share ပဲငပိချက်ငါးငပိချက်နဲ့အစိုးရကဲတော့ပဲကြာဘာမှမပြည့်ပြုံးမှုပြုံးပြီးမွေပြန်ကောင်းခဏနေတယ်မှာဘာကြောင့်နေပြီးတော့ပြုံးပြီးမွေကအရင်ကောင်းတယ်ကဲကျွန်တော်အမေချက်တဲ့အညာချက်လေးတွေနဲ့ထမင်းလေးစားတာကိုကြည့်ပြီးတော့အားရချင်တဲ့နှစ်သက်လိမ့်မယ်လို့ပြောလိုက်ပါတယ်နောက်တဲ့ vlog တွေမှာပြန်လည်ဆုံတွေ့ပါအောင်ခင်ဗျာအားလုံးပဲတတာပါ